အဲ့ဒီရဲ့ချင်းမလန်မကန်တစ်ပင်မှာကြီးထားတဲ့သူတို့အိမ်ကနွားနီကြီးဟာရုတ်တရက်ခေါင်းကိုဇက်ခနဲ့ရမ်းပြီးငပိန်ကိုစိုက်ကြည့်လို့လှမ်းအောင်လိုက်တော့တယ်။ဟဲ့အောင်ငပိန်ဟာမင်းရလေရှေးပဲခက်ပြစ်နေရမှာလားငါပိုက်စာလာပြီငါ့ကိုမျက်ခင်းထဲကိုလှုပ်ပြီးတော့ငပိန်ရဲ့ခက်လက်ဆရေပုံးကြီးကိုကန်လျက်သားနဲ့ကြောက်ရွံ့လို့တောင့်ခဲသွားတယ်။မျက်လုံးကြီးပြူးထွက်မတက်နဲ့နွားနီကြီးကိုစိုက်ကြည့်နေခဲ့တာပါ။ဟာပုတ်တော့ငါနွားကြီးကငါ့ကိုအမိတ်ပေးနေရလားစကားပြောနေတယ်နွားနီကြီးကတော့မကျင်တဲ့ပုံစံနဲ့နှာမုံရင်ခြေထောက်နဲ့မြေကြီးကိုကုတ်ချစ်ပြပြန်နေဟာစကားပြောတာပေါ့မင်းအမေနားမကြတာလားမင်းလာပြုတ်ပေးစမ်းဘိုက်တည်းကလှိမ့်နေပြီမနက်ကင်းနှစ်ယောက်ကြီးနုနုအောက်မှာတုပ်ပေါ်နဲ့စာဦးတို့ရွာဦးเจ้าကိုအစွန်းလိုက်တူတူသွားဖို့ပြီးတော့ပျော်ပျော်ပါးပါးနဲ့ပြန်လာကြတယ်တုပ်ပေါ်ကလက်တရမိုးတုပ်ကိုတမြော့မြော့စားရင်းနဲ့စာဦးကိုလှမ်းပြောလိုက်တယ်စာဦးဟိုဒီနေ့ဖုံကြီးเจ้าကအစိုးရနေအောင်မှွေးနေတာပဲနော်ငါဖြစ်လေเจ้าမော်မာရင်ဘိုက်တွေတကုတ်ကုတ်မြေလို့ဟာဒီမိုးတုပ်ကိုအမြန်ဖောက်စားနေရတာနေရတော့လေအမြဲတမ်းအစားပဲတုပ်ပေါ်ရစွန့်ညိုက်ပေါ်တာကို့တုံရအောင်စိတ်သွင်းရတယ်ဟာအင်းမာနေရလေငါကဒီအတိုင်းပြောလိုက်တာပါတငယ်ချင်းနေရကိုစကားတပြောပြောနဲ့လမ်းလျှောက်လာရင်လမ်းပြီးမြက်ခင်းစိမ့်စိမ့်မှာညက်တွေကိုအေးအေးလူလူစားနေတဲ့နွားကြီးတစ်ကောင်ရဲ့နားကိုရောက်လာကြတယ်တုပ်ဘောကမဟုတ်ဆိုင်ရင်နွားကြီးဘေးကနေတတိမထားပဲဖြတ်သွားနွားကြီးကရုတ်တရက်သူတို့နှစ်ယောက်ကိုစိုက်ကြည့်ပြီးခက်အုပ်အတန်ကြီးနဲ့စကားလှမ်းပြောလိုက်တယ်ဟဲ့တတိသားလျှောက်စမ်းငါအမိကိုနင်းပြီးတော့တုပ်ဘောအံ့ဝန်းလွန်းလို့ပါဇက်ဟောင်းသားနဲ့လက်ထရမော်တော်တောင်မြေကြီးပေါ်ပြုံးဝင်နဲ့ပြုတ်ကျသွားတယ်စာအုပ်လေထိမ့်လန့်သွားပြီးတော့တုပ်ဘောရဲ့လက်ကိုအတင်းဆွဲလို့လက်ဖြန့်သွားရှာတယ်နွားရစကားပြောသွားလိုက်စောက်နင်ရောအတိုင်းသားကြားလိုက်တယ်မလားဟုတ်တယ်တုပ်ဘောရဲ့နွားရလေတကယ်ကြီးစကားပြောတတ်နေပြီငါဖြစ်ကြောက်လွန်လို့အသက်တောင်မရှူရဲတော့ဘူးနွားရတော့ထိမ့်လန့်တုံလုံးနေတဲ့တငယ်ချင်းနှစ်ယောက်ကိုခေါင်းတစ်ချက်ဝေးကြည့်ပြီးဘာမှမဖြစ်တယ်လို့မျိုးမျက်ကိုပဲဆက်ပြီးတော့တမြုံမြုံနဲ့ဝါနေရောတယ်တုပ်ဘောနဲ့စာဦးတို့နှစ်ယောက်နွားကြီးစီကနေလမ်းဖြတ်ပြီးရွာလန်းအတိုင်းကြပြားကြရရှောက်လာကြတယ်လမ်းကူးလဲရောက်တော့ရွာရဲ့လမ်းလျှောက်ထွက်လာတဲ့ဖိုးထုနဲ့မျက်နှာချင်းဆိုင်စုံပြီးကြတယ်ဟဲ့အောင်တုပ်ဘောစာဦးအမင်းတို့နှစ်ယောက်ဘာဖြစ်လာကြရလဲမျက်နှာကြီးလေဖြူဖြော့လို့ဖိုးထုရငါတို့လေခုနကရွာဦးเจ้าပြန်မှာနွားကြီးကစကားပြောတုပ်ဘောစကားတော့မဆုံးသေးဘူးလမ်းဘေးမှာကြက်ဖိုင်နှစ်ကောင်အတောင်မှန်တစ်ပြက်ပြက်ခတ်ပြီးအချင်းချင်းအော်ရင်ငင်းခုန်တဲ့ကြီးထွက်လာတဲ့အတွက်သုံးယောက်လုံးလှည့်ကျင်လိုက်ကြတယ်ဒီမနဲ့စောစောတွန်းတာငါကပိုးအတန်ကောင်းတာကွမင်းကလူတွေကိုနှိုးတာနောက်ကြတယ်မင်းအတန်ဝင်နေတာပါဟာငါအတန်မှဟိန်းတာရွာသားတွေငါအတန်ကြားမှာထကြတာသုံးယောက်လုံးပါဇက်ဟောင်းသားဖြစ်နေတော့လမ်းတစ်ဘက်ကအိမ်တိန်ရဲ့တကားဝမှာကြောင်လေးတစ်ကောင်ကအိမ်ထဲကိုစုံဝင်ပြီးရင်ရင်ကြီးကြီးနဲ့အိမ်ရှင်ကိုလှမ်းအောင်ပြောနေပြန်နေအကြီးကျွန်တော်အိမ်ထဲဝင်ပြီးခဏအိတ်လို့ရမလားခင်ဗျကျွန်တော်တင်လဲတုတ်ထားပါတယ်နော်ကြောင်လေးကပါစကားပြောနေရလားအဲ့ဒီအချိန်မှာပဲလမ်းမလေးမှာခွေးနဲ့ကောင်ကအချင်းချင်းအန်ကျိတ်ပြီးရန်ပြည့်နေကြတဲ့အတန်ကလည်းထွက်လာပြန်နေဟဲ့အောင်မဲတဲ့မင်းမနဲ့ကငါကြံထားတွေရှို့ခိုးစားတယ်မဟုတ်လားလာရှင်းစမ်းခိုးစားတာမဟုတ်ဘူးအမိုက်ပေါ်မှာတွေ့လို့ကောက်စားတာမင်းကလာပြီးလူလေကြမနေနဲ့ခွေးတွေကြောင်တွေကြက်တွေပါအချင်းချင်းစကားတွေပြောပြီးရုံရင်းဇက်ကဖြစ်နေအောင်မြင်တော့ပိုတူလဲခေါင်းကုပ်ပြီးအံ့ဩမြင်သက်သွားရတယ်ဟာဟိုတီဝါလုံးအုံးထကုန်ပြီပဲတရိတ်ဆန်နေအကုန်လုံးလဲထူးဆန်းကုန်ပတ်ဝန်းကျင်တစ်ခုလုံးမှာတရိတ်ဆန်နေရဲ့စကားပြောတဲ့နေနဲ့စူညက်ပွဲလုံးဆိုင်နေတော့ဖိုးတူတုပ်ပေါ်နဲ့စာဦးတို့၃ယောက်သားလမ်းမလေးမှာကြောင်အန်းကြီးရက်နေကြတယ်မြင်လားဖိုးတူငါတို့တွေနားကြမှာတာမဟုတ်ဘူးဆိုတာခုနကကြက်တွေရောကြောင်တွေရောခွေးတွေရောအကုန်လုံးစကားပြောနေကြအတိုင်းသားပဲဟုတ်တယ်ဖိုးတူရဲ့ငါပြင်းကြောင်လုံးလို့ခြေပန်းလက်ပြားရင်တော့အေးကုန်ပြီနွားကြီးကစကားစပြောတော့တုပ်ပေါ်ညာနေရပဲအောင်းမိတာအခုတော့တရွာလုံးလေအောင်လန်းမော်တက်မိနေကြလားမသိဘူးနော်ဖိုးတူကလက်ပိုက်ပြီးအချင်းတွေကိုသေးချာချာအကဲခံရင်းနဲ့ခေါင်းခါလိုက်တယ်အောင်လန်းမော်တော့မဖြစ်နိုင်ဘူးစောက်ဒါပေမဲ့တခုခုထူးဆန်းတဲ့အကြောင်းရင်းတော့ရှိရမယ်တရိတ်ဆန်တွေကလူတွေလိုစကားပြောနေကြတာပဲဒါနဲ့မိဝိုင်းတို့လည်းငါတို့လိုပဲတရိတ်ဆန်တွေရဲ့စကားသံတွေကြားပြီး
လမ်းနေကြားလောက်ပြီးထင်နေနော်သူတို့လည်းကြားမှသိကြပါတယ်ဒါပေမဲ့ငါတို့ဒီတိုင်းကြောက်ပြီးရက်ကြည့်နေလို့မဖြစ်ဘူးဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာလိုက်စုံစမ်းရမယ်မိဝိုင်းကအိမ်မှာချက်ပြုတ်ဖို့အတွက်ရေဝကြီးကိုကြည့်ပြီးရေကန်ဆက်ကိုရှောက်လာတယ်ကန်ဆက်ကကြောက်တုံးမမသားထိုင်းပြီးရေအိုးကိုရေထဲနှိပ်ဖို့ခတ်ဖို့ပြင်လိုက်တော့ရေကန်ထဲကငါးကြီး3-4ကောင်ကရေပြင်းမော်ရုတ်တရက်ခေါင်းပြိုးထွက်လာကြတယ်မိဝိုင်းကကြောက်ကြည့်နေတော့မှပဲအကြီးဆုံးငါးဖူးကြီးတစ်ကောင်ကပါဇက်တန်ဟန်နဲ့မိဝိုင်းကိုစိုက်ကြည့်ပြီးခက်ပြက်ပြက်လှမ်းစကားပြောလိုက်တော့တယ်မိဝိုင်းရေဒီနေ့ရေခတ်တာအရင်များနေပြီနော်ညီတို့ရွာသားတွေအိုးကြီးအိုးငယ်တွေနဲ့ရေပဲလာခတ်နေကြလို့ငါတို့မှကူးစရာရေတောင်မှခန့်ချောက်တော့မှာမိဝိုင်းလမ်းဖြတ်သွားလို့လက်တရရေဦးကိုပြက်ကနေလှုပ်ချလိုက်မိရေဦးကကန်ဆက်ကြောက်တုံးနဲ့ရိုင်းမိပြီးလိမ့်ကျသွားတယ်သူမကတော့သွေးပြက်မဲ့တဲ့မျက်လုံးကြီးဖြူပြီးနောက်ကိုဒီယိုတိုင်းစုပ်လိုက်မိတယ်အမလီဖေငါတွေကမှစကားပြောတတ်နေပြီမဟုတ်သေးပါဘူးငါမြင်မှားတာများလားငါတွေကတော့ရေပြေပေါ်မှာတစ်ချက်ဝေ့ကူပြီးမိဝိုင်းကိုကြည့်လို့တပြင်းကျသလိုညီးတွိုင်းနေရေရောက်တဲ့ကိုပြန်ငုံရှုံးသွားကြတယ်ငပိန်တယောက်ရေပုံးနဲ့ရေခက်ပြီးအိမ်ကရေစီပိုင်းကြီးလေးကိုပင်ပင်ပန်းပန်းလောင်းထည့်နေတယ်အဲ့ဒီရဲ့ချင်းမလန်မကန်တစ်ပင်မှာကြီးထားတဲ့သူတို့အိမ်ကနွားနီကြီးဟာရုတ်တရက်ခေါင်းကိုဇက်ခနဲ့ရမ်းပြီးငပိန်ကိုစိုက်ကြည့်လို့လှမ်းအောင်လိုက်တော့တယ်ဟဲ့အောင်ငပိန်ဟာမင်းရလေရေပဲခက်ပြည့်နေရမှာလားငါပိုက်စာလာပြီငါ့ကိုမျက်ခင်းထဲကိုလှုပ်ပြီးတော့ငပိန်ရဲ့ခက်လက်ဆရေပုံးကြီးကိုကန်လျက်သားနဲ့ကြောက်ရွံ့လို့တောင့်ခဲသွားတယ်မျက်လုံးကြီးပြူးထွက်မတဲ့နဲ့နွားနီကြီးကိုစိုက်ကြည့်နေခဲ့တာပါဟာပုတ်တော့ငါနွားကြီးကငါ့ကိုအမိတ်ပေးနေရလားစကားပြောနေတယ်နွားနီကြီးကတော့မကျင်တဲ့ပုံစံနဲ့နှာမုံရင်ခြေထောက်နဲ့မြေကြီးကိုကုတ်ချစ်ပြပြန်နေဟာစကားပြောတာပေါ့မင်းအမေနားမကြတာလားမြင်မြလာပြုတ်ပေးစမ်းဗိုက်တရလှိမ့်နေပြီငပိန်တယောက်ထိတ်လန့်တုန်လှုပ်သွားပြီးတော့လက်တရရေပုံးကိုပြစ်ချလို့အိမ်ရှိကိုခြေယူတရအောင်ဟစ်ပြီးတော့ထွက်ပြေးသွားတော့တယ်ရွာရီကတရိတ်ဆန်နေထူးဆန်းသောစကားပြောလာတဲ့ကိစ္စကြောင့်တရွာလုံးအုံထားပြီးတကြီးရဲ့ရေကွက်လက်မှာရွာသားတွေအကုန်စုဝေးရောက်ရှိနေကြတယ်အချိန်ကြီးကတော့ဘာသာစကားမျိုးစုံနဲ့ရုံရည်ဆန်ကဖြစ်နေတာပါဖိုးတူကို4ယောက်လုံးနဲ့ဘာဖြစ်ကြမလဲဆိုတာသိချင်တဲ့အတွက်လူ့ကြားတွေတိုးဝှေ့ပြီးဆက်စုနားထောင်နေကြတယ်တကြီးရဲ့ကြောက်စရာကြီးဗျာညလေကြုံရခွေးကငါ့ကိုမနဲ့ကြရင်ထမင်းကျိုးကိုမမေ့နဲ့လို့တေးကြကြမှားနေရဗျမင်းကြိုက်ပြစ်မှာတဲ့ကျုပ်ကတော့ပျော်တယ်ဟိကျုပ်ဝက်ကလေးတွေကလေအစာကျွေးတာနဲတယ်လို့ရန်တွေးလို့အဝကျွေးလိုက်ရတယ်ဟိုသူတို့နဲ့စကားလက်ဆောင်ပြောလို့ရတာပေါ့ဗျရွာသားတွေရဲ့ညင်းခုန်တန်းတွေကြောင့်စူညံ့နေတော့တကြီးကလက်မြောက်ပြပြီးရွာသားတွေကိုညှင်းခိုင်းလိုက်တယ်တကြီးရဲ့မျက်နှာကတော့အတော်လေးကိုလေးနဲ့စိုးရိမ်နေတဲ့ပုံမှာတိတ်ကြစမ်းအားလုံးညင်ညင်နေကြတရိတ်ဆန်နေလူလိုစကားပြောတတ်လာတာဘလို့မှတာမန်တဘာဝမဟုတ်ဘူးဒါကကျုပ်တို့ရှာတဲ့ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလူအုပ်စုံမှာနားထောင်နေတဲ့ဖိုးတူဟာသူ့တငယ်ချင်းလေးကိုတိုးတိုးလေးလှမ်းပြောလိုက်တယ်တွေ့လားတွေ့ရလုံးကတရိတ်ဆန်နေတကယ်ကြီးစကားပြောကုန်ကြတာငါတို့ဒီတိုင်းနေလို့တော့မဖြစ်တော့ဟုတ်ပါငါမဟုတ်တယ်ဦးလေကြက်တင်နွားတွေကလိုက်တောင်းစားနေခက်ရကြီးရဲ့ဖိုးတူတို့လည်းတကြီးနဲ့ရွာသားတွေရဲ့ခြေတင်ဆွေးနွေးနေမှုကိုရင်မမနဲ့ဆက်ပြီးတော့စောင့်ကြည့်နေကြတယ်ကျုပ်အသက်ကြီးရင်လာတဲ့ဒီလိုမျိုးတကားမှမကြုံဘူးဒါကကျုပ်တို့ရွာရဲ့မြေရောက်ကမော်အစီရင်တစ်ခုပျက်စီးတာဒါမှမဟုတ်တောနဲ့ဒီအမျက်ထွက်လို့ဖြစ်တာပဲဖြစ်ရမှာအခုချက်ချင်းရွာလေးကဘိုးဘိုးကြီးနှက်စင်မှာသွားပြီးတော့ပူဇော်ပသဖို့ပြင်ကြတကြီးရဲ့စကားကြောင့်ရွာသားတွေအကုန်အုံထပြီးဝိုင်းဝန်းထောက်ခံကြတယ်ဒါမဲ့ပိုတူကတော့ကောင်းအောင်ခိုင်းရန်လို့တငယ်ချင်းတွေကိုတိုးတိုးလေးကန့်ကွက်တယ်နတ်စင်ပူဇော်ရုံနဲ့တော့ဒါကအပြည့်တော့မှမဟုတ်ဘူးဟာပြိဿန်တွေကဒီနေ့မနက်မှချက်ချင်းစကားပြောလာတာဆိုတော့မင်းညကတခုခုထူးထူးခြားခြားပြောင်းလဲသွားတယ်ရှိရဒါဆိုဖိုးတူငါတို့ကိုဘာဆက်လုပ်ကြမလဲဦးတကြီးပြောတယ်လို့နတ်စင်ဘက်ပဲလိုက်သွားမလားမလိုက်ဘူးမေဝိုင်းလူကြီးတွေကတော့သူတို့နည်းသူတို့ဟန်နဲ့လုပ်ကြလိမ့်မယ်ငါတို့ကတော့အကြောင်းရင်းမှန်ကိုသိရအောင်ပြိဿန်နေစီကနေပဲဓာတ်ရိုက်လိုက်ဆောင်ဆန်းရမှာလာသွားကြစို့ဖိုးတူကဦးဆောင်ပြီးလူဝုတ်တရားနေတတိစိတ်လူစုခွဲထွက်ခဲ့ကြပြီးရွာတွေကပြိဿန်နေစီကနေနှုတ်ဝက်ချက်ကိုစုံစမ်းမှုအတွက်ခြေလမ်းပြင်ကြတော့တယ်တကြီးအိမ်ကနေထွက်လာပြီးရွာလန်းအတိုင်းရှောက်လာရင်
အသေးအတန်တိုင်ပင်နေကြတယ်ဖို့တို့ဦးသက်ကြီးပြောသလိုနတ်စင်မှာသွားကြတော့ရင်တရိတ်ဆန်နေပုံမှန်ပြက်ဖြစ်သွားပါမလားငါတို့လေငါးတွေစကားပြောတာကြားပြီးတည်းကရေကန်မက်တောင်မသွားရတော့ဘူးဟာဟုတ်ပါငါနွားနီရလဲပိုက်စာလို့ဆိုပြီးမျက်လုံးကြီးဝိုင်းသားနဲ့အော်နေတာတိမ်မလုံးအောင်လန်းနီးရနဲ့အပြူစားခံနာရတယ်လို့ပဲဟိုအောင်လန်းနီးဆိုရင်တော့ကြောက်စရာကြီးနော်ဟိုငါရဲ့မုတ်ထုတ်တွေကိုပါမှောင်ဝင်ပြီးစကားပြောလိုက်ရင်ဘယ်လိုလုပ်မှာလဲနင်ကလေအစားပဲတွေးမနေနဲ့တော့ဘောရဲ့ဖို့တို့နင်ဟောဘယ်လိုတင်လဲငါတို့ဘာဆက်လုပ်ကြမလဲငါစိတ်တွေတော့လေလူကြီးတွေပြောတဲ့နတ်စင်ပူဇော်တာနဲ့တော့အစင်ပြေမှာမဟုတ်ဘူးတင်နေဟိုတခုခုတော့အကြောင်းရင်းခံရှိရမယ်ငါတို့ဟိုတရိတ်ဆန်တကောင်ကောင်ကိုတေးသေးချာချာဖိုးတူစကားတော်မစုံသေးဘူးသူတို့နောက်ဘက်ကရွာတွေကဖိုးကရုံးဆိုတဲ့ကြောင်ဝါကြီးတကောင်ကကြပြကြရနဲ့အပြေးအလွှာလိုက်လာတော့တယ်ဖိုးကရုံးကဖိုးတူတို့ရှေ့မှာပြည့်ရက်ပြီးအမောတကောနဲ့လူလိုပဲအတန်တုံတုံရှိနဲ့ဝင်ပြောလိုက်တယ်ဖိုးတူမင်းဝိုင်းမင်းတို့လူကြီးတွေပြောတဲ့နတ်စင်ကိုသွားမနေနဲ့အဲ့ဒါတွေကြောင့်မဟုတ်ဘူးငါဘာကြောင့်ဒီလိုဖြစ်ကုန်ရလဲဆိုတော့သိတယ်။လေးရလုံးလှည့်ကြည့်လိုက်ပြီးအံ့ဩသွားကြတယ်။ဟမ်ဖိုးကတော့မင်းကဘယ်လိုလုပ်သိရလဲ။မြင်မြင်ပြောစမ်းမအောင်။ဟိုမင်းညကလေငါတောအအောင်ထဲမှာကြွက်လိုက်ဖမ်းရင်းနဲ့အလင်းကတစ်ပင်နာကိုရောက်သွားတာ။အဲ့ဒီမှာတိုးဆန်းတဲ့အလင်းရောင်တွေထွက်နေပြီးတစ်ပင်ကြီးကစကားတွေပြောနေတာငါကိုယ်တိုင်မြင်ခဲ့ရတာ။အဲ့ဒီတစ်ပင်ကြီးရဲ့စွမ်းရည်နေရွာလေးပြန်လာလို့ငါတို့ပြိဿန်နေကောင်စကားပြောတဲ့ကောင်တာပဲ။ဖိုးတူကချက်ချင်းမျက်မှောင်ခုပ်ပြီးစဉ်းစားကန်းဝင်သွားတယ်။တော်ရီကတစ်ပင်ဟုတ်လား။ဟိုဒါဆိုတခုခုတော့အဲ့ဒီတစ်ပင်ကြီးနာမှာထူးဆန်းတာရှိနေပြီပဲ။အမလီဟိုတောအဟောင်းကြီးတွေကိုတွားရမှာလား။နေကင်းကြောင်တောင်ကြီးတော့ကြောက်စီရည်။မကြောက်ပါနဲ့တော့ဘောရဲ့ငါတို့အဖွဲ့ဆောင်တဲ့ဟောင်းဖို့တို့ငါတို့ခုပဲတောအဟောင်းတွေကိုတွားမလား။အေးတွားရမယ်။ဖို့ကတော့မင်းပြောတာတကယ်ဆိုရင်ငါတို့မြန်ဆုံးတွားမှာဖြစ်မယ်။ဖိုးတူတို့လေးယောက်သာကြောင်ဝါကြီးဖိုးကရုံရဲ့လမ်းပြောင်းမှုနဲ့အတူမောင်မိုင်းစိတ်ငြိမ်နေတဲ့တောအဟောင်းကြီးတွေရောက်လာကြတယ်။တော်လန်းပိတ်ပေါင်းထူတက်ပြီးလေတိုက်တန်လွေလို့ဘာတမ်းမှမကြားရပြီ။၆ချောင်းကိုကောင်းနေခဲ့တာပါ။ဖိုးတူရတော်ကြီးကလည်းမောင်တောက်တောက်နဲ့ငါဖြစ်လေဒူးတွေတုံချင်ချင်းဖြစ်နေလို့စိတ်ပြက်လက်ပြောင်းမုတ်ကိုအတင်းဝါနေရတယ်။မလီနင်ကလည်းကြောက်တာနဲ့အစားနဲ့ဘာဆိုင်လို့လဲတော့ဘောရဲ့။ဖိုးတူခုနကဖိုးကရုံပြောတဲ့တစ်ပင်ကဝေးသေးလားယင်ဖိုးကရုံကရှေ့ကနေအမီးတထောင်ထောင်နဲ့တွတ်တွတ်လေးရှောင်ရင်လှည့်ပြောလိုက်တယ်မဝေးတော့ဘူးမြင်ဝါရဲ့ဟိုရှေ့ကချုံမုတ်ကြီးကိုကြော်လိုက်ရင်ရောက်ပြီငပိန်ကကောက်ကင်လာတဲ့တိတ်ကိုင်းချောက်ကြီးကိုတင်းတင်းဆုပ်ကိုင်ရင်ဘေးဘီကိုဝေးကြည့်တယ်အချင်းတွေကတော့တိတ်မဟန်ဘူးတော်ရီကငှက်တွေပြောစိတ်တွေပါစကားတွေတိုးတိုးပြောနေကြတာကြားရတယ်ဒီပြဿနာကိုငါတို့ဘယ်လိုဖြေရှင်းကြမလဲဖို့တို့ဖိုးတူကအဖွဲကိုဦးဆောင်ရင်လေတန်းခက်ပြက်ပြက်နဲ့လေးလေးနက်နက်ပြောလိုက်တယ်စိတ်ရေးထားကြငပိအဓိကအဲ့ဒီတစ်ပင်ကြီးစီကိုအရင်ရအောင်သွားမယ်ဖိုးကရုံပြောဝင်ရဆိုရင်တစ်ပင်ကြီးမှာတခုထူးဆန်းတာရှိနေလို့ရွာထဲထိစွမ်းရည်နေပြတ်ပြီးပြိဿန်နေစကားပြောကုန်ပါမယ်ငါတို့အဲ့ဒီအရင်မြစ်ကိုပဲရှာပြီးတော့ဖျက်ဆီးပြရမယ်လေးယောက်လုံးတတ်တိမွေပြီးဖိုးကရုံရဲ့နောက်ကနေချုံမုတ်ကြီးကိုတိုးဝိတ်ကြော်ပြက်လို့လှဝက်ဆန်းများတဲ့တစ်ပင်ကြီးရှိရာကွက်လက်ကြီးကိုခြေလန်းသက်သက်နဲ့ဝင်ရောက်ခဲ့ကြတော့တယ်ချုံမုတ်ကိုကြော်လိုက်တာနဲ့လေးယောက်လုံးမှင်သက်သွားကြတယ်ရှေ့ကတစ်ပင်ကိုကြီးရဲ့ပင်စီမှာဆန်းများတဲ့မော်ကြလုံးတတုံကန့်ညိနေပြီးဆေးဖက်မှန်လေးနဲ့ဖြာထွက်နေခဲ့တယ်တစ်ပင်ကြီးကမျက်စိနဲ့ပါးစပ်ပုံစံရိတ်တွေပေါ်လာပြီးလှမ်းော်လိုက်တယ်ဘသူတွေလဲငါရဲ့စကားပြောချင်းမှော်ဆွဲရင်တွေကိုလာမနှောက်ရှက်နဲ့အမလေးတစ်ပင်ကြီးကပါအော်နေပြီဗျငပိန်အဲ့ဒီမှော်ကြောက်တုံးကြောင်မယ်အားလုံးဝိုင်းပြုတ်ကြတစ်ပင်ကြီးကခက်လက်တွေကိုဝှေ့ရန်ပြီးတားဆီးပင်ပြီးဖိုးတူကလင်းမြန်စွာပဲတစ်ကိုင်းနဲ့လှမ်းထိုးချလိုက်တယ်ငပိန်ကတစ်ကိုင်းချောင်းနဲ့ထပ်ဆင်ရိုက်ချလိုက်တဲ့အခါမှာခွန်းဆိုတဲ့အတန်ရင်နဲ့တူမှော်ကြောက်တုံးကြီးမြေကြီးပေါ်ပြုတ်ချလို့အပိုင်းပိုင်းကွဲချီသွားတော့တယ်ချက်ချင်းပဲတစ်ပင်ကြီးစီကလင်းရောက်နေမိမ့်မိသွားပြီးတောအုပ်တစ်ခုလုံးဝုံခနဲ့ပြန်နေတိတ်ဆိတ်သွားတယ်ရှေ့ကဖိုးကရုံးကိုကြည့်လိုက်တော့ဖိုးကရုံးကလူလိုစကားမပြောနိုင်မီကြောင်ဝတဲ့မဲ့ပြန်ထွက်လာတဲ့အတွက်ကြောင့်မိဝိုင်းကဝမ်းသာအားရအော်လိုက်တယ်ဟေးအောင်မီဖိုးတို့ရဲ့ဖိုးကရုံးကြောင်ဝတဲ့မဲ့ထွက်တော်တယ်ရွာတွေကတိရစ္ဆာန်တွေလည်းအကုန်ပုံမဲ့ပြက်ပြက်သွားလောက်ပြီတော်သေးရပါကွာအိမ်ပြန်ရင်လေငါးမုတ်တွေကိုလူပြောမဲ့သူမရှိတော့ဘူးကဲပြဿနာရှင်းသွားပြီဆိုတော့ရွာကိုအမြဲပြန်ကြစို့လေးယောက်သား
အောင်မဲခံတဲ့အပြုံးနေနေတူငြိမ်သက်သွားတဲ့တောအုံဟောင်းကြီးတွေကနေရွာဘက်ကိုပြုတ်ပြုတ်ပွားပွားပြန်လည်ထွက်ကလာခဲ့ကြသည်